မူလေးပန်းရဲ့ထူးခြားချက်ကသူ့ကိုစွတ်ခူးမဲ့သူမရှိရင်မြေပေါ်ကိုကြွေမကျပဲနွမ်းချောက်သွားတဲ့အထိပင်ရန်ထက်မှာပဲတည်နေတတ်ပါတယ်။ဒါကြောင့်မြန်မာအမျိုးသမီးတွေအိန္ဒြေတိတ်ခါထိန်းကြရမှာမျက်လေးပန်းလိုကျင့်ဆိုပြီးခိုင်းနှိုင်းပြောဆိုကြတာဖြစ်ပါတယ်။တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ဖြူလွှမှုမွေပန်းမှုလေးဆိုတဲ့မူလေးပန်းလေးတွေရဲ့အကြောင်းပဲဖြစ်ပါတယ်။နွေတရုတ်ဟာတဖန်မိုးတရံမှာအခါပြောင်းနွေအနှောင်းမိုးကောင်းလို့ရွာတဲ့ကာလဝါစုလမှာတော့မူလေးပန်းတွေဖူးပွင့်ကြပါတယ်။မူလေးပန်းကိုမူလေးပင်ကနေရရှိပြီးမြက်လေးပန်းလို့လည်းခေါ်ကြပါတယ်။မူလေးပင်ကိုရုက္ခဗေဒနာမည်အရ Jasminum grandiflorum လို့ခေါ်ပါတယ်။မူလပေါက်ရောက်ရာနေရာကဟိမွေနာတောင်ရဲ့အနောက်မြောက်ဘက်ဒေသဖြစ်ပြီးတောင်အာရှအာရီဗီယန်ကျွန်းဆွယ်အရှေ့နဲ့အရှေ့မြောက်အာဖရိကယူနန်နဲ့စီချွမ်ဒေသတွေမှာလည်းပေါက်ရောက်ပါတယ်။မူလေးပန်းဟာခြုံနွယ်မျိုးဝင်ဖြစ်ပြီးအိုလီစီအီမျိုးရင်းဝင်ဖြစ်ပါတယ်။မျိုးစိတ်ပေါင်း101မျိုးလောက်ရှိပါတယ်။မူလေးပင်ရဲ့အရွက်ပုံစံကအကိုင်းရဲ့တစ်ဖက်တစ်ချက်ကနေမျက်နှာချင်းဆိုင်ထွက်ပြီးစိမ့်ရှည်ရှည်ပုံစံမျိုးရှိသလိုအဖျားဘက်ကိုခြုံသွားပါတယ်။အဖြူရောင်အပွင့်ရဲ့အောက်ဘက်မှာအနီရောင်တန်းနေတတ်ပြီးပန်းရဲ့ရနံ့ကလည်းအလွန်မှုေးပါတယ်။မူလေးပန်းကိုအဘိဓမ္မာကျမ်းတွေအရသူမနာမှုလေးဇာတိတုမနာမှုလေးမာလတီမှုလေးဇာတိမှုလေးဝိသကီမှုလေးစတဲ့ပရိယေ၅မျိုးနဲ့ခေါ်ဆိုကြောင်းဖော်ပြထားပါတယ်။ဒါအပြင်ပါဠိတော်မှာလည်းမူလေးပန်းကိုအထွတ်မြတ်ထားတယ်လို့ဆိုထားပါတယ်။လေးမောင်စံကြောင်းဆိုတဲ့တိထက်ကဗျာလေးထဲမှာလည်းကဗျာရဲ့အစမှာတင်မူလေးပန်းနဲ့ပတ်သက်လို့စာဆိုဥပုံညကအခုလိုပဲထည့်သွင်းရေးဖွဲ့ခဲ့ပါသေးတယ်။မူလေးယုံတောအစဒေါနာလန်းမြေကြီးရှော့ကြဆန်းရည်တင်းကြည်တဲ့ရွှေနှင်းစီကန်ချောင်းစသဖြင့်ဥပုံညကထည့်သွင်းရေးဖွဲ့ခဲ့တာပါရှေးမြန်မာမင်းတွေလက်ထက်ကလေးကရွှေထီးရွှေနှန်းနဲ့မင်းလန်းတွေမှာမူလေးပန်းကိုအသုံးပြုခဲ့ကြပြီးမူလေးပန်းမရရှိတဲ့အခါမျိုးမှာမူလေးပန်းအတုတွေကိုပြုလုပ်အသုံးပြုကြတယ်လို့ဖော်ပြထားပါတယ်မူလေးပန်းရဲ့ထူးခြားချက်ကသူ့ကိုစွတ်ခူးမဲ့သူမရှိရင်မြေပေါ်ကိုကြွေမကျပဲနွမ်းချောက်သွားတဲ့အထိပင်ရန်ထက်မှာပဲတည်နေတတ်ပါတယ်ဒါကြောင့်မြန်မာအမျိုးသမီးတွေအိန္ဒြေတိတ်ခါထိန်းကြရမှာမျက်လေးပန်းလိုကျင့်ဆိုပြီးခိုင်းနှိုင်းပြောဆိုကြတာဖြစ်ပါတယ်။မူလေးပန်းကတဝင်းပန်းဖြစ်တဲ့အလျောက်ကုန်းမောင်ခေတ္တလျှောက်လုံးမှာမူလေးပန်းအစီကိုနန်းတွင်းသုံးခေါင်းလင်းစီအဖြစ်မျက်မြင်နုံနုံအသုံးပြုခဲ့ကြပါတယ်။ဒါအပြင်မူလေးပန်းဟာဆေးပလဲအလွန်ဝင်တဲ့ပန်းတစ်မျိုးဖြစ်ပါတယ်။မြန်မာစည်းကျမ်းမှာတော့မျက်လေးပင်သည်ဖန့်ဤခါဤဆက်ဤပူဤကြည်ကျက်လွယ်ဤအန်စီတက်ဤဒေါသသုံးပါးကိုငြိမ့်စေတတ်ဤလို့ညွှန်းဆိုထားပါတယ်။မူလေးပွင့်တဲ့အရွက်တို့ရဲ့အသုံးဝင်ပုံကိုဒရက်ပြကုံစည်းချမ်းမှာမူလေးပန်းသည်တလိပ်နာတဲချီနာသွေးနာပေါက်သောအနာပိုးနာနူနာကိုပယ်နိုင်၏ထိုမူလေးပန်း၏အမုံအကင်းသည်မျက်စိနာနှင့်တင့်၏ထိုမူလေးရွက်သည်တလိပ်တဲချီကိုနိုင်၏လို့ရေးသားထားပါတယ်။ဒါအပြင်မူလေးပန်းဟာဆူးရှာခါတတ်တဲ့အရာသာရှိပြီးကတွင်းယောဂါခေါင်းကိုက်တာပန်းနာရင်ကျက်သွားပူစားတာပါးစပ်ရောင်တာနဲ့မျက်စိယောဂါတွေအတွက်အလွန်အသုံးဝင်တယ်လို့အိန္ဒိယစည်းကျမ်းတွေမှာဆိုပါတယ်ဒါဒီမကပါဘူးအနံ့ရှူလိုက်ယုံတဲ့အမူးမော်ပြည်စေတဲ့အာနိသင်လဲမူလေးပန်းမှာရှိပါတယ်ဝါဇိုလမှာလှိုင်လှိုင်ပွင့်တဲ့ဒီမူလေးပန်းကိုမွန်မြတ်တဲ့အလှအဖြစ်ဖျားမှာစက်ကပ်လှူဒန်းနိုင်တယ်လို့စံကေတာထက်မှာလဲစင်မြန်းနိုင်ုံသားမကစေးအဖြစ်ပါသုံးဆွဲနိုင်တာကြောင့်ဘဟုတုတရစီဖို့ရာဒီပန်းလေးအကြောင်းကိုမျှဝေပေးလိုက်ရပါတယ်အခုတင်ဆက်ပေးခဲ့တာကတော့ဖြူလွှမှုမွေပန်းမှုလေးဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်နောက်များမှာလည်းအမျိုးမျိုးသောပန်းတွေတဲကပန်းတချို့နဲ့ဆက်ဆက်တဲ့အကြောင်းအရာလေးတွေအပြင်ရိုးရာဓလေ့လေးတွေကိုပါရှင်တွဲဖော်ပြတင်ဆက်ပေးသွားမှာမို့ပရိသတ်ကြီးအတွက်တုတနဲ့ယတ္တာကိုတပြိုင်နက်ခန်းစားကြရမှာပါလို့ကြိုတင်အသိပေးရင်ရာသီမသိပန်းနဲ့ညီဆိုတဲ့အစီအစဉ်လေးကနေနှုတ်ဆက်လိုက်ပါတယ်ခင်ဗျာဇလန်ရဲ့ Facebook, YouTube နဲ့ Spotify တို့မှာ Like and Follow လုပ်ထားပြီးအချိန်မရွေးနေရာမရွေးစောင့်ကြည့်အားပေးနိုင်ပါပြီခင်ဗျာကျွန်တော်တို့ဇလန်ကိုအစဉ်တစိုက်စောင့်ကြည့်အားပေးနေကြတဲ့ပရိသတ်တဦးစီတိုင်းကိုလည်းဇလန်ကနေကျေးဇူးထူးပဲတင်ရှိပါတယ်နောက်လာမယ့်အစီအစဉ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ